အားလုံးပဲမင်္ဂလာပါခင်ဗျာထောက်ပါဝင်တော့လဲ channel မှာကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်ကလူတယောက်အနေနဲ့သိတဲ့နာလေးများကိုပြောပြသွားမှာဖြစ်ပါတယ်မသားစရာဘူးတရရစရာများကိုအမြဲတင်ဆက်သွားမှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လည်းပေးကြပါအောင်ခင်ဗျာနံပါတ်1တင့်ရဲ့ဖက်တွေဟာလူတွေကတင့်ကိုမသိလိုက်မသိပါတာတတိပြုစေမဲ့ပထမဆုံးသောအရာတွေဖြစ်ပါတယ်ဒါကြောင့်တင့်နဲ့ကောင်းမွန်တဲ့ဖက်ကိုဝတ်ဆင်ဖို့လိုပါတယ်နံပါတ်2အကယ်လို့တင်ကတနေ့ကို7နာရီထက်ပိုထိုင်နေမယ်ဆိုရင်နောက်3နှစ်အတွင်းတင်းအသက်ဆုံးရှုံးဖို့90ရာခိုင်နှုန်းရှိပါတယ်။နံပါတ်3ဒီကွာပေါ်မှာတင်းနဲ့ရုပ်ချင်းဆင်တဲ့သူအနည်းဆုံး6ယောက်လောက်ရှိနေပါတယ်။တင်းပေါ်တစ်ချောင်းလုံးမှာသူတို့ထဲကတယောက်နဲ့ဆုံစည်းဖို့900ရာခိုင်နှုန်းအခွင့်အရေးရှိပါတယ်။နံပါတ်4ခေါင်းမပါပဲအိတ်တဟာနောက်ကျောနာကျင်မှုဝေဒနာကိုတက်တာစေပြီးတင်းကြောရုပ်ကိုလည်းပိုပြီးတန်မာစေပါတယ်။နံပါတ်5လူအုံနောက်ကသတိမပြုတ်မိပဲမနေနိုင်တဲ့အရာ၃မျိုးရှိပါတယ်။ဒါတွေကတော့အစားအစာဆွဲဆောင်မှုရှိတဲ့သူတွေနဲ့ဘေးအန္တရာယ်တို့ပဲဖြစ်ပါတယ်။နံပါတ်6ညာအတန်တွေဟာအစားအစာကိုညာဘက်မှာဝါတာများတယ်။နံပါတ်9လက်ဖက်ချောက်ကိုအိတ်နဲ့ထည့်ပြီးအနံ့ဆိုးတဲ့နေရာတွေမှာထားရင်အဲ့ဒီအနံ့ဆိုးတွေကိုလက်ဖက်ချောက်ကဆုပ်ယူသွားလိမ့်မယ်။နံပါတ်10အိုင်စတိုင်းရဲ့အဆိုအရပြားရည်ထုတ်ယူနိုင်တဲ့ပြားမျိုးတွေဒီကမ္ဘာမြေပြင်ပေါ်ကပျောက်ကွယ်သွားမယ်ဆိုရင်လူသားတွေလည်း၄နှစ်အတွင်းပျောက်ကွယ်သွားကြလိမ့်မယ်တဲ့။နံပါတ်9ပန်းဒီမျိုးကဲပေါင်းအများပြားရှိပါတယ်။ဒီနေ့ကိုတစ်မျိုးစားမယ်ဆိုရင်အမျိုးစားအလုံးကုန်ဖို့အနည်း20ကျော်ကြာပါလိမ့်မယ်တဲ့။နံပါတ်10အစာမစားဘဲနေမယ်ဆိုရင်ရက်တတ်ပတ်နဲ့ရှိပြီးအသက်ရှင်နေနိုင်မယ်။မအိပ်ဘဲနေမယ်ဆိုရင်တော့17ရက်ပဲတင်အသက်ရှင်နေလိမ့်မယ်။နံပါတ်17အာပါတရရဲတဲ့သူတွေမှာသိမရဲတဲ့သူတွေထက်ကျန်းမာရေးပိုကောင်းတယ်။နံပါတ်12ပြင်းရခြင်းနဲ့လှော်ရှားတက်ကြမှုမရှိခြင်းကြောင့်တေဆုံးရသူတွေဟာဆေးလေးတောက်လို့တေဆုံးရသူအရေအတွက်လောက်ရှိပါတယ်။နံပါတ်13လူသားအုံနောက်ရဲ့တုံမီးနိုင်မှုပမာဏဟာဝီကီပီဒီးယားထဲမှာပါတဲ့အချက်လက်ရဲ့9ဆရှိတယ်။နံပါတ်14ကျွန်တော်တို့အုံနောက်ကအသုံးပြုတဲ့စွမ်းအင်ဟာ10ဝက်မီဒီက3နဲ့စွမ်းအင်နဲ့တူပါတယ်။နံပါတ်15ကျွန်တော်တို့ခန္ဓာကိုယ်ကထုတ်ပေးနိုင်တဲ့အပူဟာမိနစ်30အတွင်း1လီတာခွဲရှိတဲ့ရေကိုဆူနိုင်တဲ့အထိရှိပါတယ်။နံပါတ်16တာအုပ်ဟာလူသားရဲ့အကြီးဆုံးဆက်ဖြစ်ပြီးတုတ်ကောင်ဟာအသေးဆုံးဆက်ဖြစ်ပါတယ်။နံပါတ်19အစာချေရည်ဟာတင်တုံးသားသွားကိုအေးပျော်နိုင်စေလောက်အောင်ပြင်းတယ်။နံပါတ်18ပြုံးမှာအပြုံးဟာအထီရောက်ဆုံးစိတ်ကြယောဂကာကွယ်ဆေးဖြစ်ပါတယ်တဲ့။ကျွန်တော်မျှဝေခဲ့တဲ့မသားစရာဘုဒ္ဓရာများကတော့ဒီနေ့မှပြီးဆုံးသွားပါပြီ။နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ Credit to original writer